အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ဇော်မင်းနိုင်ပါကျွန်တော် Hacklizer team ကပါကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကတော့ OWASP API Security Top 10 Series ရဲ့5ခုမြောက် vulnerability ဖြစ်တဲ့ Broken Function Level Authorization အကြောင်းကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ခါတိုင်းလိုပဲဒီဗီဒီယိုမှာကျွန်တော်တို့ကဒီ Broken Function Level Authorization သူအတူကောက်ကြတော့ဒီ BFL ဆိုတော့ Buffer လို့လည်းခေါ်တယ်အဲ့တော့ Buffer ရဲ့ vulnerability ဘယ်လိုပုံစံဖြစ်လဲ concept ရယ်ပြီးတော့ဒီ vulnerability ကိုကျွန်တော်တို့ပို့ပြီးတော့မြင်သွားအောင်ကျွန်တော် lab တစ်ခုလုပ်ကြမယ်အဲ့တော့ buffer ကဘယ်လိုပုံစံဖြစ်လဲဆိုတော့အဓိကအဖြစ်ဒီ application တွေမှာကျွန်တော်တို့ကဒီ authentication ပြီးသွားမှတော့ authorization ကလာတာပဲအဲ့တော့ဒီ authorization အပိုင်းမှာဒီ level တွေခွဲရတာပေါ့ user level တွေအဲ့တော့သူရဲ့ role တွေရှိတယ်အဲ့ role တွေပေါ်မူတည်ပြီးတော့ function တစ်ခုကို access လုပ်ခွင့်ရှိမရှိအဲ့တော့ function တစ်ခုကိုဒီ invoke လုပ်ခွင့်ရှိမရှိဆိုတော့ကျွန်တော်တို့စစ်တဲ့နေရာမှာဒီ code level မှာဒီအမှားယွင်းရှိနေတာကြောင့်ဒီ low level user တွေကနေပြီးတော့ကိုယ့်ထက်မြင့်တဲ့ user တွေကို access မလုပ်တဲ့ function တွေရဲ့ဒီ function တွေကိုသူက access လုပ်ခွင့်ရပါတယ် invoke လုပ်ခွင့်ရပါတယ်ဆိုလို့ရှိရင်ဒီ buffer vulnerability ဖြစ်တယ်ပေါ့အဓိကအဖြစ်ပြောရင်သူကဒီ authentication part နဲ့တော့မဆိုင်ဘူးအဓိက authorization နဲ့ပဲဆိုင်တယ်အဲ့တော့ user တယောက်ကသူကဒီ login လုပ်ပြီးသားဖြစ်နိုင်တယ်ပေါ့အများသောအားဖြင့်အဲ့တော့ login မလုပ်ရသေးဘူးဆိုလို့ရှိရင်သူက guest user တို့ပါတော့ပေါ့အဲ့ guest user တို့ဘာလို့နဲ့လဲ buffer ဖြစ်သွားတာဖြစ်နိုင်တယ်အဲ့တော့အဓိက problem ကသူက authentication မှာရှိနေတာမဟုတ်အဓိကဒီ authorization ဘက်မှာပဲရှိနေတာပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က application တစ်ခုတည်းကိုဒီ authenticate ဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့က user role တစ်ခုခုအဲ့တော့ application နဲ့ဝင်သွားရင်အဲ့တော့ user role တစ်ခုခုကျွန်တော်တို့ရပါတယ်အဲ့တော့ user role ကိုလည်း application ဘက်ကနေပြီးတော့ကျွန်တော်တို့ token တွေဒါမှမဟုတ်ကျွန်တော်တို့သူတို့တစ်ခုခုဒီ signature တစ်ခုခုနဲ့ကျွန်တော်တို့မှတ်ထားတာရှိမယ်အဲ့တော့ပြောရဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ် user အနေနဲ့ application ထဲမှာရှိနေတယ်ဆိုတာကို application ကသိတယ်အဲ့တော့ဒီ API application တွေကမှာကျွန်တော်တို့ဘယ် user role အနေနဲ့ရှိနေတယ်ဆိုတာကိုတော့သိတယ်ဒါပေမဲ့ဒါကိုသိပေမဲ့ဒီ user role ပေါ်မူတည်ပြီးတော့ကျွန်တော်တို့က function တွေကို access လုပ်တဲ့အခါမှာဒီသူ့ဘက်ကနေပြီးတော့တေချာ check မလုပ်တာပေါ့ okay သူက application ကတော့ပြောမှာ okay ဒီလူက user role ကရိုးရိုး default user ဒါမှမဟုတ်သူက admin user အဲ့တော့ဒါကိုတော့ application ဘက်ကသိတယ်အဲ့တော့ဒီ role ပေါ်မူတည်ပြီးကျွန်တော်တို့က function တွေကို access လုပ်တဲ့အခါမှာသူကတေချာ check မလုပ်ထားတဲ့အပေါ်မှာရိုးရိုး user ဖြစ်နေပေမဲ့လည်းဒီ admin function တွေကိုသူက access လုပ်လို့ရသွားတာတွေဖြစ်နိုင်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီ request နှစ်ခုပေါ့ဒီဟာလည်း request ဒါရိုးရိုး normal request ဒီဟာကျတော့ဒီ malicious request နဲ့ကျွန်တော်တို့ဒီမှာ example ပြတယ်အဲ့တော့ဒီ normal request ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်အဲ့တော့ဒီမှာကျွန်တော်ပြောမဲ့ example ဒီ request နှစ်ခုအတွက်ပေါ့ example application ကဘယ်လိုပုံစံလဲဆိုတော့သူကဥပမာကျွန်တော်တို့ဒီ messaging application ပေါ့အဲ့တော့ messaging application မှာဆိုလို့ရှိရင်တယောက်နဲ့တယောက်ဒီ direct message တွေပို့လို့ရတာရှိမယ်အဲ့တော့ group တွေ create လုပ်ပြီးတော့အဲ့တော့ group chat တွေပို့လို့ရတာရှိမယ်အဲ့တော့ဒီ group ဆိုလို့ရှိရင် user တယောက်ကသူက group တစ်ခုကို create လုပ်လို့ရပါတယ်ဆိုတာ ਨੇ သူကဒီ group ရဲ့ admin ဖြစ်သွားတာပေါ့အဲ့တော့ admin ဖြစ်သွားပြီဆိုလို့ရှိရင်တခြားသော user တွေကိုလည်းသူက invite လုပ်လို့ရတယ်အဲ့တော့ကျွန်တော်တို့ကရိုးရိုး admin မဟုတ်ဘဲနဲ့ရိုးရိုး user ကျွန်တော်တို့က invite လုပ်ခံရတဲ့ user တယောက်အနေနဲ့ကသူကဒီ invitation တွေကိုတော့သူကမြင်ရတယ်အဲ့တော့ admin ကဘယ်သူ့ကို invite လုပ်လိုက်ပါတယ်ဒါမှမဟုတ်ဒီတခြားဘယ်သူကဘယ်သူ့ကို invite လုပ်လို့ရတယ်ဆိုတော့ကျွန်တော်တို့မြင်ရတယ်ဒါပေမဲ့ကျွန်တော်တို့ကိုယ်ပိုင်တော့ဒီ invite လုပ်လို့ရတဲ့ဒီ privilege တော့ရှိမနေအဲ့တော့ရှိမနေတော့ကျွန်တော်တို့အနေနဲ့ကဒီ invite ကိုလုပ်လို့မရရင် invite တွေကိုကြည့်လို့ရတယ်အဲ့တော့ invite ဒီ endpoint ကဆိုလို့ရှိရင်အဲ့ invite ရဲ့ detail ကိုကြည့်တာပဲတော့ invite ဘယ်အချိန်မှာဘယ်သူ့လုပ်လဲဆိုတော့ဒီ endpoint ကိုကျွန်တော်တို့ကကြည့်လို့ရတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် admin အနေနဲ့ user ID 123ဆိုတဲ့ user ကို invite လုပ်လိုက်တယ်ဆိုတော့ detail ကိုကျွန်တော်တို့ကဒီ request နဲ့ကြည့်လို့ရတယ်ဒါကရိုးရိုး normal request ပဲကျွန်တော်တို့လုပ်လို့ရတဲ့ normal request အဲ့တော့ဒီမှာ malicious request အနေနဲ့ကဘယ်လိုရှိလဲဆိုတော့ဒီမှာကျွန်တော်တို့ကဒီ HTTP method လို့လည်းခေါ်တယ် HTTP verb လို့လည်းခေါ်တယ်အဲ့ဒါကျွန်တော်တို့က get ကနေကျွန်တော်တို့က post ပြောင်းလိုက်တယ်ဒီမှာဆိုလို့ရှိရင်လည်း endpoint ကိုကျွန်တော်တို့က new ဆိုပြီးပြောင်းလိုက်တယ်အဲ့တော့ဒီဟာတွေကျွန်တော်တို့ဘယ်လိုသိရလဲပဲအဲ့တော့ get ကနေဘာလို့ post ကိုပြောင်းလဲဒီမှာ123 ID integer နေရာမှာဘာလို့ new ပြောင်းလဲဒါတွေကကျွန်တော်တို့မေးစရာရှိတယ်အဲ့တော့ဒီနေရာမှာအဓိကဘာတွေဖြစ်လာလဲဆိုတော့အဓိကဒီမှာ fuzzing တွေလုပ်လို့ရတယ်အဲ့တော့ဒီ post ကနေကျွန်တော်တို့ကတစ်ခုချင်းပေါ့ဒီမှာရိုးရိုး API invite 123ကိုပဲကျွန်တော်က get ပြောင်းမှာအဲ့တော့ get ကနေ post ပြောင်းမလား patch လား delete လားဒါတွေလုပ်မလားဒါမှမဟုတ်ဒီနှစ်ခုလုံးတွဲလုပ်မလားပေါ့အဲ့တော့ပုံမှန်ဆိုလို့ရှိရင်ဒီမှာကျွန်တော်က word list တစ်ခုနဲ့ fuzzing လုပ်တယ်ပေါ့အဲ့တော့ဒီမှာ word list နှစ်ခုနဲ့လည်းကျွန်တော်တို့လုပ်လို့ရတယ်အဲ့တော့ cluster bomb attack ပုံစံပေါ့အဲ့တော့ဒီမှာ fuzzing point နှစ်ခုဖြစ်သွားအောင်ပေါ့ဒီ HTTP method နေရာမှာ fuzzing point တစ်ခုပြီးတော့ဒီ new ဆိုတဲ့နေရာမှာ fuzzing point တစ်ခုအဲ့ဒီ HTTP method နေရာမှာကျွန်တော်တို့ရှိတဲ့ HTTP method တွေအားလုံးထည့်ပြီးကျွန်တော်တို့ဒီမှာ word list တုံးမယ်ဒီမှာကျတော့ကျွန်တော်တို့ဒီ set list တို့ asset node တို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီ application ကိုကျွန်တော်တို့ analyze လုပ်ပြီးတော့ word list တစ်ခုကျွန်တော်တို့ကိုယ့်ဘက်ကို custom ထုတ်ထားတာပဲဖြစ်ဖြစ်စသဖြင့်ကျွန်တော်တို့သုံးမယ်အဲ့တော့ဒီဘက်မှာရှိတဲ့
wall list တွေက word တွေအားလုံးနဲ့ဒီဘက်က HTTP method တစ်ခုနဲ့ try မယ်ဒီဘက်ကရှိတဲ့ wall list တွေအားလုံးနဲ့ HTTP နောက်ထပ် method တစ်ခုနဲ့ try မှာပေါ့ဒီဘက်ကကျွန်တော်တို့ဒီက wall list တွေအားလုံးဒီဘက်က post နဲ့ try ဒီဘက်ကပြီး put နဲ့ try delete နဲ့ try get နဲ့ try စသဖြင့်ကျွန်တော်တို့ဒီမှာ attack လုပ်လို့ရတယ်အဲ့တော့ဒီလိုမျိုး attack တွေပေါ့အဓိကဒီ fuzzing လုပ်မယ်ကျွန်တော်တို့ guess လုပ်ကြည့်မယ်ဟလာတခြားသော HTTP verb attack တွေပဲကျွန်တော်တို့တည်တံ့လုပ်ကြည့်မယ်အဲ့တော့ post တို့ put တို့အဲ့တော့ဒီမှာဆိုလို့ရှိရင် invite ပါအဲ့တော့ invite ကဒါ invite ကိုကြည့်ရအဲ့တော့အဲ့ invite ကို delete လုပ်မယ်ဆိုရင်ကျွန်တော်ဒီ get ကို delete ပြောင်းလိုက်တာတို့အဲ့တော့ invite အသစ်လုပ်ချင်တယ်ဆိုဒီ post လုပ်လိုက်တာတို့အဲ့တော့အဲ့ post ကိုမှဒီ post ဆိုလို့ရှိရင်ကျွန်တော်တို့1 2 3မဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီနေရာမှာ first လုပ်ပြီးတော့အဲ့တော့ new ဆိုတဲ့ဟာနဲ့ကြာသွားတာတို့အဲ့တော့စသည်ဖြစ်ပေါ့အဲ့တော့ new ကြပါရင်ဒီတချို့သော application တွေကသူဒီ body လို့ body တစ်ခုခုထည့်ရတယ်ဆိုလို့ရှိရင်ဒီ request တစ်ခုမှာ body လိုနေတယ်ဆိုလို့ရှိရင်သူ API ဒီ response မှာ expose လုပ်တာတွေလည်းရှိတယ် expose မလုပ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကိုဒီ gas လုပ်တာပဲဖြစ်တခါတလေထပ်ပြီးတော့ fuzzing လုပ်ရတာပေါ့ဒီ parameter တွေဒီမှာဆိုလို့ရှိရင်ကြတော့ဒီဘက်ကပေးလိုက်တဲ့ parameter နှစ်ခုက email နဲ့ role ဆိုပြီးတော့နှစ်ခုဒီပေးလိုက်တဲ့အပေါ်မှာရိုးရိုးကျွန်တော်တို့ user က invite တွေကို detail ကိုကြည့်လို့ရနေပြီးတော့ admin ပဲလုပ်လို့ရတဲ့ invite ကို admin ပဲလုပ်လို့ရတဲ့ invitation ဆိုတဲ့ function ကိုကျွန်တော်တို့ကရိုးရိုး normal user အနေနဲ့လုပ်လို့ရပါတယ်ပေါ့နောက်တစ်ခုရှိတာဒီရမ်းရှုပ်ထွေးတဲ့ application တွေမှာဆိုလို့ရှိရင်တို့မှာဒီ user type တွေ user role တွေပေါ့ user role တွေ group တွေuser hierarchy တွေကလည်း complex ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ authorization အပိုင်းအောင်စစ်တဲ့အခါမှာဒီ endpoint တွေမကြံဝအောင်ကျွန်တော်တို့ von တွေမကြံဝအောင်တေချာ organize ဖြစ်အောင်ကျွန်တော်တို့စစ်တဲ့နည်းလမ်းတော့ကျွန်တော်တို့ဒီ excel sheet တွေကိုကျွန်တော်တို့သုံးတာပေါ့အဲ့တော့ Pentester တို့ Web Bounty Hunter တို့ကဒီ application တစ်ခုတို့စစ်တဲ့အခါမှာဒီ authorization အပိုင်းပဲဖြစ်ဖြစ်ဒီ authentication တို့ misconfiguration အပိုင်းပဲဖြစ်ဖြစ်စစ်တဲ့အခါမှာ note taking လုပ်ကြတယ်တချို့ကျတော့လည်းဒီ note taking ကို serious ထားတယ်ပေါ့ဒီ Notion တို့ Obsidian တို့တေချာသုံးတယ်တချို့ကျတော့လည်းဒီ notepad လောက်နဲ့သူတို့အဆင်ပြေတယ်ပေါ့အဲ့တော့ခုနကပြောတဲ့ complex ဖြစ်တဲ့ application တွေမှာဆိုလို့ရှိရင်တို့မှာ user role တွေကလည်းအများကြီးပဲ group တွေကလည်းအများကြီးပဲပြီးတော့ user hierarchy တွေကလည်း complex ဖြစ်တယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့စစ်တဲ့အခါမှာဒီ endpoint တွေမကြံဝအောင်မလွတ်သွားအောင် vulnerability တွေမလွတ်သွားအောင်ဆိုလို့ရှိရင်ဒီတေချာ organize ဖြစ်အောင် excel sheet ကိုသုံးသင့်တယ်။ကျွန်တော်ကဘာလုပ်မလဲဆိုတော့အရင်ဆုံး application ကိုစပြီးတော့ဒီ run application run ပြီးတော့ဒီလိုရှောက်ပြီးဟိုရောက်တက်ရရပေါ့လို့စမ်းနေတာမဟုတ်ဘဲနဲ့အရင်ဆုံး application တစ်ခုလုံးကိုနားလဲဝအောင်ဒီ deep analysis ပေါ့တော့ application ကိုလောက်ပြီးသွားပြီဆိုလို့ရှိရင်နောက်မှလည်းကျွန်တော်တို့ဒီ verb တို့ guide တို့ကျွန်တော် proxy tool တွေ run ထားတယ်အဲ့တော့ run ပြီးတော့ကျွန်တော်ပြင် HTTP history ကိုတွားပြီးတော့ဒီ application မှာကျွန်တော်တို့ဘယ် function invoke လုပ်ရင်ဘယ် endpoint တွေကိုသူက call ခေါ်တာလဲ request ခေါ်တာလဲဒါတွေကျွန်တော်တို့ analyze လုပ်မယ် analyze လုပ်ပြီးတော့ဒီ endpoint တွေအားလုံးကျွန်တော်တို့ကဒီမှာမှတ်ထားတယ်ပေါ့တော့မှတ်ထားပြီးတော့ဒီမှာဖြစ်နိုင်ခြေရှိတဲ့ test case တွေအဲ့တော့ okay ငါဒီ function invoke လုပ်လိုက်တယ်အဲ့တော့ဒီ function ကိုစမ်းလိုက်တယ်အဲ့တော့ဒီမှာဒီ endpoint ကိုသွားတယ်အဲ့တော့ဒီ endpoint မှာဘာပေါက်နိုင်လဲပေါ့နော် bowler ပေါက်နိုင်တယ် buffler ပေါက်နိုင်တယ်ဒါတွေကျွန်တော်တို့ကဒီ attacker တွေက brainstorming လုပ်ပြီးတော့တစ်ခုချင်းစီကိုဒီ excel ထဲမှာကျွန်တော်တို့က list လုပ်တယ်အဲ့ပြီးတော့အဲ့တစ်ခုချင်းစီကိုတော့ like စစ်တယ်ပေါ့အဲ့တော့ဒီ authorization တွေကိုစစ်တဲ့အခါမှာအဓိကမလွတ်သွားအောင်ပေါ့အဲ့တော့ဒီ excel sheet ထဲမှာ documentation လုပ်ပြီးတော့တေချာတိုက်ဆက်တာအဲ့တော့ဒီတကယ်ရှုပ်ထွေးတဲ့ application တွေမှာဆိုလို့ရှိရင် excel sheet တွေကိုသုံးပြီးတော့ကျွန်တော်တို့ကဒီ test case တွေအားလုံးကို organize ဖြစ်အောင်စစ်လို့ရတယ်အဲ့နောက်တစ်ခုကဘာလဲဆိုတော့ဒီအဓိကဒီ buffer attack vector တွေပေါ့နော် attack vector တွေနဲ့ဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်တို့ကဒီရိုး regular user အနေနဲ့ admin endpoint တွေကျွန်တော်လိုက်ပြီး access လုပ်ကြည့်တာပေါ့အခုနဆိုလို့ရှိရင်ကျွန်တော်တို့ကရိုး access လုပ်တာပဲပေါ့အဲ့တော့ access လုပ်ပြီးတော့ကျွန်တော် fuzzing နဲ့တခြားသောဒီ HTTP method တွေချိန်တယ် fuzzing တွေလုပ်တယ်အဲ့တော့ကျွန်တော်တို့ကအခုကဒီဟာတွေအရင်မလာသေးရိုး access လုပ်တာပဲအဲ့တော့ application တစ်ခုတည်းဝင်သွားတယ်အဲ့တော့ရိုး normal user function မဟုတ်ဘဲနဲ့ admin function တွေကဘာလဲadmin function တွေ admin endpoint တွေဥပမာနေ /api ဟလာ /api/admin အဲ့တော့ဒီ user id ကိုကျွန်တော်တို့ကပြီးရင် delete နဲ့သွားတာအဲ့တော့ user delete လုပ်တဲ့ function တို့အဲ့တော့ဒါတွေကိုကျွန်တော်တို့ကလိုက်ပြီးရိုး access လုပ်ကြည့်မယ်အဲ့တော့ဒီနေရာမှာတခြားသောဘာမှဒီ HTTP method တွေလည်းမပြင်ရဘဲနဲ့ရိုး access လုပ်လို့ရနေတဲ့ endpoint တွေလည်းရှိနိုင်တယ် admin endpoint တွေအဲ့တော့အရင်ဆုံးဒါတွေကိုကျွန်တော် access လိုက်လုပ်ကြည့်မယ်ပြီးသွားရင်အဲ့လို access လုပ်လို့ရနေတဲ့ဟာတွေကိုကျွန်တော်ကဒီ HTTP method တွေချိန်ပါပေါ့ခုနဆိုလို့ချင်းရိုးဒီ invitation endpoint က get နဲ့ကျွန်တော်တို့ invite လုပ်တဲ့ဟာတွေကိုကြည့်လို့ရနေတယ်အဲ့တော့အဲ့ဒါကိုကျွန်တော်ကထပ်ပြီးတော့ fuzzing လဲလုပ်လိုက်တယ်ပြီးတော့နောက်တစ်ခုက HTTP method တွေလည်းကျွန်တော်တို့ချိန်ကြည့်လိုက်တဲ့ပုံမှာဒီ get ကနေကျွန်တော်တို့ post တို့ဟာလား delete တို့စသဖြင့်ဒါတွေလည်းကျွန်တော် HTTP verb attack ပေါ့အဲ့တော့ဒီverb တို့ဘာမှလည်းပါပါတယ်သူက built in အနေနဲ့ GitHub တို့ဘာမှလည်း wall list တက်ကြည့်လို့ရတယ်ဒါပေမဲ့ verb မှာလည်းသူက
ဒီ intruder မှာ verb သူက professional edition မှာပဲရတယ်ထင်တယ်ဒီ http verb ဆိုပြီးတော့သူက word list built-in နဲ့တခါတည်းပါထားတယ်ပြီးတော့နောက်တစ်ခုကကျတော့ hidden endpoint တွေကို guessing လုပ်တာပဲအဲ့တော့ပုံမှန်အရန်ရိုးရှင်းတဲ့ application တွေမှာဆိုလို့ရှိရင်ကြတော့ဒီ guess လုပ်လို့ရတယ်မယ်ပို့ပြီးတော့ရှုပ်ထွေးတဲ့ application တွေမှာကျွန်တော်ကလိုက်ပြီးဇက်တိုက်လိုက် guessing မလုပ်နိုင်တဲ့ပုံမှာပို့ပြီးရှုပ်ထွေးလာတယ်ဆိုလို့ရှိရင်ကျွန်တော် first ပဲလုပ်လိုက်အဲ့တော့ first ပဲလုပ်လိုက်တယ်အဲ့တော့နောက်တစ်ခုကကျတော့ဒီ privilege function တွေကိုပေါ့အဲ့တော့ဒီသူ့ရဲ့ဓာတ်ရိုက်ဒီ API call တွေကျွန်တော်လုပ်ကြည့်မယ်အဲ့တော့ API documentation တွေရှိလားအဲ့တော့ API documentation တွေမှာသူကဘယ်လိုမျိုးကျွန်တော်တို့ admin function တွေအနေနဲ့ဘယ်ဟာတွေရှိနိုင်လဲဘယ် endpoint တွေရှိနိုင်လဲဒါတွေကျွန်တော်တို့တိုက်ရိုက် access လုပ်ပြီးတော့ဒီဟာတွေကို access လုပ်လို့ရလားမရဘူးဒါတွေကိုကျွန်တော်တို့တစ်ချက် access လုပ်ကြည့်မယ်အဲ့တော့နောက်တစ်ခုကအဓိကခြုံပြီးပြောရမယ်ဆိုလို့ရှိရင်တော့ဒီ attack မှာကျွန်တော်တို့ကဘာကိုအဓိက target ထားမလဲဆိုတော့ဒီ admin function တွေကိုပဲအဓိကtarget ထားဒါခြုံပြီးပြောလိုက်တာပေါ့အဲ့တော့ပို့ပြီးပြောရမယ်ဆိုလို့ရှိရင်ကိုထပ်ပိုမြင့်တဲ့ဒီ privilege user တွေရဲ့ function တွေပေါ့ကို access လုပ်လို့မရတဲ့ function တွေကိုကျွန်တော်တို့က access လုပ်မယ်အဲ့ပြီးရင်ဒီ function ကျွန်တော်တို့ invoke လုပ်လို့ရပါတယ် access လုပ်လို့ရတယ်ဆိုလို့ရှိရင်ဒါ buffer ပေါက်တယ်လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာ lab တစ်ခုကျွန်တော်တွက်ကြည့်ကြည့်ကြအောင်ဒီ lab ကအရင် video ကျွန်တော်တို့ unrestricted resource consumption မှာလုပ်ခဲ့တဲ့ lab ပဲပေါ့အဲ့တော့သူမှာ docker application ရှိတယ်ဒီ docker application ကျွန်တော် run ရတယ် okay အဲ့တော့ဒီမှာကျွန်တော် application တွေကိုတစ်ချက်ကြည့်ကြည့်ကြမယ်အဲ့ application တွေမှာကျွန်တော်ကဒီ user AP testing ပေါ့အဲ့တော့ program function level authorization ကိုစစ်ဖို့အတွက်ဒီ AP testing ပုံစံဒီမှာဒီ tab နှစ်ခုနဲ့ကျွန်တော်လုပ်ထားတယ်အဲ့တော့ tab နှစ်ခုနဲ့ဆိုတော့ဒီမှာ user A ရှိမယ်သူရဲ့ဒီမှာ user A ရဲ့ profile ဒီမှာ user A နောက်တစ်ခုကျတော့ဒီမှာ user B ပေါ့အဲ့ဒီမှာစစ်မဲ့ function ကဘာလဲဆိုတော့ဒီမှာ user သူ့ရဲ့ဒီ image ကိုသူက upload လုပ်တာပေါ့သူရဲ့ profile မှာသူဒီ personal video ဆိုပြီးတော့ upload လုပ်တာတဲ့ function ပါတယ်အဲ့တော့ဒီမှာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် user A ကကျတော့ဒီမှာ video တစ်ခု upload လုပ်တာတယ်အဲ့တော့ user B ကကျတော့ upload မလုပ်တာဘူးအဲ့တော့ဒီမှာသူ့ရဲ့ upload လုပ်တာတဲ့ function ကိုဒီ upload လုပ်တာတဲ့ profile ကိုကျွန်တော် access တစ်ချက်လုပ်ကြည့်မယ် okay ဒီမှာ video ပါမလားပေါ့ဒီမှာတော့ video ပါတယ်အဲ့တော့ video သူက get request နဲ့တွားတာတယ် okay အဲ့ video ကျွန်တော်တို့ဘာတွေဆက်လုပ်လို့ရမလဲပေါ့အဲ့တော့ video မှာဆိုလို့ရှိရင် video တစ်ခါတည်းချိန်လို့ရတယ် video name ကိုချိန်လို့ရတယ်အဲ့တော့ community ကိုကျွန်တော်တို့ share လို့ရတယ်အဲ့တော့တစ်ချက်လောက်ကျွန်တော်တို့ဒီ chain video name ကိုကျွန်တော်တို့တစ်ချက်ချိန်ကြည့်မယ်ပေါ့ update name ဆိုတော့ video name က chain ဖြစ်သွားပြီအဲ့ chain ဖြစ်သွားပြီဆိုလို့ရှိရင်ဒါသူက put request နဲ့တွားတာတယ်အဲ့တော့ put request ကိုမှသူကဒီမှာ request body မှာ video name ဆိုပြီးကျွန်တော်တို့ပါတယ် change in the name ဒီမှာ change ဖြစ်သွားပြီဆိုလို့ရှိရင်လည်းသူကဒီမှာ name က change ဖြစ်သွားပြီဒီ video ID ပါတယ်ပြီးတော့ profile video ဆိုပြီးတော့သူ video ရဲ့ data source ပါတယ်ပေါ့သူရဲ့ base 64နဲ့အခုန get မှာကြတော့လဲသူကဒီတိုင်းပဲပြန်လာတယ် okay အဲ့တော့ဒီမှာဘာလုပ်ကြည့်မလဲဆိုတော့ဒါ video user A အနေနဲ့ပေါ့သူ့ရဲ့ video သူဒီမှာ get request နဲ့သူကြည့်လို့ရတယ်အဲ့တော့ဒီ endpoint ပေါ့နော်ဒီ endpoint မှာသူကြည့်လို့ရနေတယ်အဲ့တော့ user B အနေနဲ့ကဟောသူများရဲ့ video ကိုသူကြည့်လို့ရလားပေါ့သူများ profile မှာတင်ထားတဲ့ video ကိုကြည့်လို့ရလားဆိုလို့ရှိရင်ကျွန်တော်ကဒီမှာတစ်ချက် refresh လုပ်ကြည့်လိုက်မယ်refresh လုပ်ပြီးတော့ဒီ request မှာတွက်ကြည့်မယ်ဆိုလို့ရှိရင်ဒါသူ profile ပေါ့ဒါက user B ကသွားတာလား152ဆိုပြီးတော့သူ့မှာကျတော့152ဆိုပြီးဒါပေမဲ့မရှိဘူး video ကမရှိအဲ့တော့ repeater ပို့ပြီးကျွန်တော်တို့က152မရှိဘူးအဲ့တော့ခုနကကျွန်တော်တို့က153ထည့်တယ်153ဆိုတော့ okay မရှိဘူးသူက153မရှိဘူးဒါပေမဲ့ခုန valid ဖြစ်တယ် user ကကျတော့သူ့ profile သူကြည့်လို့ရနေတယ်အဲ့တော့ခုနကကျတော့ရှိတယ်အဲ့တော့153ကျတော့ရှိတယ် user A ကသူ့ video သူကြည့်လို့ရတယ်ဒီမှာ get request နဲ့လည်းကြည့်လို့ရတယ် put နဲ့လည်းပြင်လို့ရတယ်ဒီမှာကျတော့သူကမရဘူး user B ကနေပြီးတော့ user A ရဲ့ video ကိုကြည့်လို့လည်းမရဘူးကြည့်လို့မရတော့ကျွန်တော်တို့ကဒီ http verb attack ပေါ့အဲ့တော့ put တို့ဘာလို့လုပ်လို့ရလားပေါ့အဲ့တော့ကျွန်တော်တစ်ချက်ကြည့်ကြည့်အောင်ဒီမှာက parameter နဲ့ video name ပဲထည့်တယ် put မှာဒါကျွန်တော်တစ်ချက်ပြောင်းကြည့်မယ်တခြားသောမျိုးစုံပေါ့ဒီ put နဲ့ကျွန်တော်လုပ်ကြည့်မယ် post တို့ဘာလို့လည်းလုပ်ကြည့်လို့ရတယ်အဲ့တော့ video name အဲ့တော့153ကျွန်တော်တို့ change ကြည့်မယ်အခု user B အနေနဲ့ user A ရဲ့ဟာကိုကျွန်တော်တို့ change ကြည့်မယ်အဲ့တော့ sorry didn't get any profile video name for the user B @gmail.com အဲ့တော့မရအောင်เนาะအဲ့တော့ post နဲ့လည်းကျွန်တော်တို့
post နဲ့လည်းမရအောင်အဲ့တော့မရဘူးဆိုတော့ကျွန်တော် delete ရောအဲ့ delete ရောဆိုလို့ရှိရင်ဒါသူများ video တွက်ဖြတ်တာပေါ့ဒီမှာကျတော့ this is an admin function and trying to access the admin API အဲ့တော့ admin API ကသူ access လုပ်ခိုင်းတယ်အဲ့တော့ admin API ဒီမှာကျွန်တော် admin API ကကျတော့ဘယ်မှာလဲပေါ့အဲ့တော့ဘယ်မှာလဲဆိုတော့ဒီအဓိက end point ကိုသွားမလားအဲ့ဒီမှာရွေးချယ်စရာတွေအများကြီးရှိလာပြီကျွန်တော်တို့ကဒီမှာ end point ကိုသွားမလားအဲ့တော့ admin API ဆိုပြီးတော့ကျွန်တော် header တစ်ခုတက်ထပ်ရှိနေမလားဒါမှမဟုတ်ဒီ admin API အတွက်ပေါ့ header တစ်ခုထပ်ရှိနေမလားဒါမှမဟုတ်ဒီကျွန်တော် token admin အနေနဲ့ login ဝင်မှဒီ token ကိုကျွန်တော် GW token ရတော့မှပဲ admin ဟိုဟာရမလားပေါ့ admin access ရမလား admin function ကျွန်တော် invoke လုပ်လို့ရမလားစသဖြင့်ဒီမှာကျတော့admin API လို့ပြောတဲ့အတွက်ဒီကွက်ကွက်ပြပြတော့ဘာမှမပြောတာအဲ့တော့ဘာမှမပြောတာကျွန်တော်တို့မှာ attack လုပ်စရာတွေအများကြီးရှိလာပြီအဲ့တော့ဒီ JWT ကိုပဲသွားမလားပေါ့အဲ့တော့ JWT မှာလည်းဒီ role တွေပါနိုင်မလားကျွန်တော်ဒီမှာတစ်ချက်ဒီဟာကိုပဲအလဲပိုင်းကိုတစ်ချက်ပါလုပ်ကြည့်မယ် convert to base64 preview နဲ့ပဲကြည့်လိုက်မယ် base64 decode ဆိုလို့ရှိရင်ကျွန်တော်တို့က sub ကပါတယ် expect date ဒီမှာ role ပါတယ်เนาะဒီမှာ role ကဒီမှာအုပ်နေတာထင်တယ် role ပါတယ် role မှာကျွန်တော် user ဆိုပြီးတော့ okay အဲ့တော့ဒီမှာလည်းကျွန်တော်တို့ change ကြည့်လို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာအလွယ်ဆုံးလုပ်လို့ရတာတော့ဒီမှာဒီ user ဆိုပြီးတော့ဒီ endpoint ကိုတခြားကြည့်လိုက် identify API v2 user ပေါ့အဲ့တော့ user အဲ့တော့ video 153အဲ့တော့ video 153ကိုကျွန်တော်တို့ကဒီမှာဒါကိုမြင်ဒီ video 153ကို user အနေနဲ့သွား delete လုပ်နေတာget ဆိုလို့ရှိရင်ဒီ get video 153 user အနေနဲ့သွားပြီးတော့သူကကြည့်နေတာပေါ့ get လုပ်နေအဲ့တော့ခုန delete ဆိုလို့ရှိရင် video 153ကိုကျွန်တော် admin အနေနဲ့ဆိုလို့ရှိရင်ဒီမှာ admin ကျွန်တော်တို့ပြောင်းလိုက်ဒီမှာကျတော့သူကပြတ်သွားတယ်အဲ့ဒါပြတ်သွားတော့အဓိကဒီမှာ video 153ကျွန်တော်တို့က admin အနေနဲ့သွားပြီးတော့ delete လုပ်တယ်လို့ဖြစ်သွားတယ်အဲ့တော့ပုံမှန်ဆိုလို့ရှိရင်ကျတော့ဒီက lab mode လို့ဒီလောက်လွှဲတာပေါ့အဲ့တော့ user ကို admin လို့ပြောင်းလိုက်တယ်အဲ့တော့ခုနပြောခဲ့တဲ့အတိုင်းဒီထပ်ပို့ပြီး short ထွေးတဲ့ application တကယ် real မှာဆိုလို့ရှိရင်ကျွန်တော်ဒီထပ်ပို့ပြီးတော့ဒီ token တွေနဲ့ကျွန်တော်တို့ tamper လုပ်မလားဟလားဒီမှာဒီ endpoint တွေကိုပဲပြောင်းမလားဒါမှမဟုတ်ခြားတော့ဒီထက်ပိုပြီးအများကြီး short ထွေးနိုင်တယ်ဒီ endpoint တွေကအစဒီ token တွေကအစဒီ request တစ်ခုလုံးကအစ real world မှာဆိုအများကြီး short ထွေးနိုင်တယ်ဒီလောက်ထိလွယ်တာလည်းဖြစ်ချင်မှဖြစ်မယ်ပေါ့အဲ့တော့ attack vector တွေဒီထက်ပိုပြီးအများကြီးကျွန်တော်တို့စဉ်းစားစရာရှိတယ်အဲ့တော့ဒီမှာဒီ lab မှာတော့ဒီ buffer ဒီ broken function level authorization ကိုသူကဒီလွယ်နဲ့တခါတည်းပေါ်လွင်အောင်ဆိုပြီးတော့ဒီမှာဒီ endpoint နဲ့သူကဒီမှာထိန်းချုပ်လာတယ်ပေါ့ဒီမှာဆိုလို့ရှိရင်ဒီမှာ admin အနေနဲ့ကျွန်တော်တို့ကဒီ video 153ကို delete လုပ်လိုက်တဲ့အတွက်အခုနသူ့ဒီမှာ user A ရဲ့ profile ကျွန်တော်တို့ပြန်တွက်ကြည့်တယ်ဆိုလို့ရှိရင်ကြတော့ဒီမှာသူ့ရဲ့ဒီ video ကြီးကပြတ်သွားတယ်အဲ့တော့ user B ကနေပြီးတော့ user A ရဲ့ video ကိုလှမ်းဖြတ်လိုက်တဲ့ပုံစံဖြစ်သွားတယ်အဲ့တော့ပုံမှန်ဆိုလို့ရှိရင်ဒါ admin function ကိုကျွန်တော်တို့က access လုပ်တဲ့အခါမှာဒီဘယ်လို endpoint ကိုဒီနေရာမှာတွားလိုက်တဲ့ attack vector ကတော့ဒီအဓိကဒီ endpoint ပေါ့ endpoint ကိုကျွန်တော်တို့ဒီခံမလိုက်တယ်ပေါ့ real world မှာဆိုလို့ရှိရင်ကျွန်တော် fuzzing တွေဘာတွေလုပ်လို့ရတယ်ပေါ့ fuzzing လုပ်တဲ့အခါမှာအဓိကဘယ် endpoint ကိုလုပ်မလဲဆိုတာလည်းရွေးချယ်စရာတွေအများကြီးရှိတယ်အဲ့တော့ဒီ identity ဒီတစ်ခုလုံးကျွန်တော်တို့လုပ်မှာလားဒီကနှစ်ခုလောက်ပဲလုပ်မှာလားဒါမှမဟုတ်အခုနောက်ဆိုလို့ရှိရင်ဒီမှာ user ပေါ့ဒီ user နေရာမှာကျွန်တော်တို့ admin ဆိုပြီးထည့်လိုက်တော့ဒီတစ်ခုပဲလုပ်မှာလားအစားသဖြင့်အများကြီးလုပ်လို့ရတယ်အဲ့တော့ကျွန်တော်ဒီနေ့ပြပြသွားတဲ့အကြောင်းအရာတော့ API နဲ့တိစောက်ထားတဲ့ application တွေမှာဖြစ်တတ်တဲ့ broken function level authorization အကြောင်းပြပြသွားတာဖြစ်ပါတယ်မရှင်းတာရှိရင်လည်းဒီနားမလဲတာရှိရင်လည်း comment မှာမေးထားလို့ရပါတယ်နားထောင်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်